ကျွန်တော်နှုတ်ထလာတဲ့အခါတမိုင်းမှာအသုံးမဝင်ဆုံးဖြစ်တဲ့စင်အရေးချင်းတစ်ခုကိုရရှိခဲ့တယ်အဲ့ဒါကတော့ refresh ပဲဒီအရေးချင်းကမီတာချင်းဝက်အတွင်းမှာရှိတဲ့တက်မဲ့ဝတ္ထုတွေကိုပြစ်မှတ်ထားပြီးသူတို့ရဲ့မူလအခြေအနေတိုင်းပြန်ဖြစ်သွားအောင်လုပ်ပေးနိုင်တာပါဒါပေမဲ့လက်တွေ့မှာတော့စာအုပ်တစ်အုပ်ကို refresh လုပ်လိုက်လဲစာအုပ်ကစာအုပ်တိုင်းပဲမျက်နှာတုပ်ပေါ်ဝတစ်ထည်ကို refresh လုပ်လိုက်လဲမျက်နှာတုပ်ပေါ်ဝအတိုင်းပဲရှိနေခဲ့တယ်ဒါကြောင့်ဖုတ်ကောင်ကပ်ပေးဖြစ်ပွားပြီး3လအကြာမှာတော့ကျွန်တော်ရေးစားဟာနောက်ဆုံးကြံတဲ့မုံထုတ်ဝက်ကိုဆွဲယူတခြားယောက်ျားတစ်ယောက်ရဲ့ကားပေါ်ကိုလှည့်မကြည့်တန်းတက်သွားခဲ့ပြီးကျွန်တော်ကိုလေလွင့်ခွေးတစ်ကောင်လိုသဘောထားကမထွက်ခွာခင်ခြေရင်းကိုခောက်ဆွဲ6ဘူးခွန်လွတ်တစ်ခုလွှင့်ပစ်ခဲ့ပါတယ်ကျမကိုအပြစ်မတင်ပါနဲ့မောင်ရဲ့အရေးချင်းကတကယ်ကိုအသုံးမဝင်လို့ပါမောင်နာမှာဆက်နေရင်ကျမမျောလင်းချက်မဲ့ပြီးငှက်တည်သွားလိမ့်မယ်ကျွန်တော်အဲ့ဒီဘူးခွန်အလွတ်ကိုစိုက်ကြည့်နေရင် YouTube ခေါင်းပါတဲ့စိတ်ကူးတစ်ခုခေါင်းထဲကိုရုတ်တရက်ဖြတ်ခနဲဝင်လာခဲ့တယ် refresh ရုတ်တရက်ဆိုသလိုအမဲသားစတူရဲ့မွှေးကြိုင်တဲ့အနှံကလေလူထဲမှာပြန့်လွင့်ပောက်ကွဲသွားပြီးစုပ်ပြဲနေတဲ့ထုတ်ပိုးမှုအောက်မှာတော့တေသက်စွာစီထားတဲ့ခောက်ဆွဲချောက်တွေနဲ့ဟင်းခတ်အမွှေးကြိုင်တုံးထုတ်ရှိနေခဲ့တယ်ကျွန်တော်ကြောင့်သွားခဲ့တယ်တော့ကျွန်တော်ရဲ့အရေးချင်းကအသုံးမဝင်တာမဟုတ်ပါလားကျွန်တော်တို့အားလုံးဒါကိုနားလည်မှုလွဲခဲ့ကြတာပဲဒီမူလအခြေအနေကိုပြန်ပြောင်းလဲခြင်းဆိုတာကလွန်ခဲ့တဲ့တစ်စက္ကန့်ကအခြေအနေကိုပြောတာမဟုတ်ပဲစက်ယုံကထွက်ရှိခါစားလက်ဆက်တဲ့အခြေအနေကိုဆိုလိုတာပဲဖြစ်နေတယ်ခောက်ဆွဲ6ဘူးကွန်အလွတ်တစ်ခုရဲ့မူလအခြေအနေဆိုတာအသစ်ဆက်ဆက်မဖောက်ရသေးတဲ့ခောက်ဆွဲ6ဘူးဖြစ်နေတာပေါ့ကျွန်တော်ရင်ထဲမှာနှလုံးခုန်တန်တွေကစီတီးတန်လိုတဒိန်းဒိန်းဆူမြလာခဲ့တယ်ဒါကကြောက်လို့မဟုတ်ပဲရင်ခုန်စိတ်လှုပ်ရှားလို့ပါကျွန်တော်ဒီငွေနောက်လူရက်ခံထားရတဲ့ကုံစုံဆိုင်ပက်ပက်လေကိုဝေးကြည့်လိုက်တဲ့စင်ပုံမှာတော့စုပ်ပြဲနေတဲ့မုတ်အိတ်ခွန်တွေအချိုရည်ပလင်းလွတ်တွေပြန့်ကျဲနေတယ်တခြားလူတွေအတွက်တော့ဒါတွေကအမိုက်တွေဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါပေမဲ့အခုကျွန်တော်အတွက်တော့ဒါဟာအဆုံးမရှိတဲ့ယတနာတိုက်ကြီးပဲကျွန်တော်ခောက်ဆွဲပြုတ်ဖို့ရင်နှွေးချက်ချင်းမတီးဖြစ်ခဲ့ဘူးကပ်ပေးကာလမှာအစားတောင်းတန်းကမလိုလားအပ်တဲ့အာယုံဆိုင်မှုတွေကိုဆွဲဆောင်နိုင်လို့ပဲကျွန်တော်ဒုတိယထပ်ကပစ္စည်းတူလောင်ခန်းစီဂရုတစိုက်တက်သွားပြီးလေးလံတဲ့စင်ကြီးတွေနဲ့တကားကိုပိတ်ဆို့လိုက်တဲ့လုံခြုံပြီးဆိုတာတေချာမှပဲကျွန်တော်ရဲ့စမ်းသပ်မှုကိုစတင်ခဲ့တယ်ကျွန်တော်ဘူးခွန်အလုပ်ကိုကျမ်းပြင်ပေါ်ချပြီးစိတ်ထဲကနေ refresh လို့អော်လိုက်တယ်ကျွန်တော်ခေါင်းထဲမှာတော့ရှေ့ကဘူးခွန်လေးဟာမတိမတာလိုင်းထသွားတယ်လို့ခံစားလိုက်ရပြီးမျက်စိတမိတ်တွင်းမှာပဲအသစ်ဆက်ဆက်ခောက်ဆွဲ6ခုတခုထပ်ပြီးပေါ်လာခဲ့ပြန်တယ်ကျွန်တော်အဲ့ဒါကိုပဲထက်ခါတလဲလဲလုပ်နေခဲ့ပြီးစိတ်လှုပ်ရှားမှုကိုမနှဲထိန်ထားရတယ်10မိနစ်အကြာမှာတော့ကျွန်တော်ရှိမှခောက်ဆွဲ6ဘူး60ပါတဲ့တောင်ငယ်လေးတစ်ခုစုပုံလာခဲ့တယ်ကျွန်တော်ရဲ့အရေးချင်းက10စက္ကန့်စောင့်တန်းရခြင်းရှိတယ်ဆိုလိုတာကကျွန်တော်မှာအကန့်အသတ်မရှိခောက်ဆွဲ6တွေရနိုင်ပြီးပေါ်ပြီးတော့အနာကရေတန့်ပလင်းလွတ်တစ်ခုကိုကြည့်ပြီး refresh လို့လုပ်လိုက်တယ်ချက်ချင်းပဲ900မီလီလီတာရှိတဲ့အသစ်ဆက်ဆက်ရေတန့်ပလင်းတစ်ပလင်းပေါ်လာခဲ့တယ်ကျန်းပြင်ပေါ်ကအခွန်ပဲကျွန်တော်ရဲ့ရှေးဦးတူနာပြုတ်တက်တာကိုကြည့်ပြီး refresh အသစ်ဆက်ဆက်ရှေးဦးတူနာပြုတ်တက်တာတစ်လုံးကျွန်တော်လက်ထဲရောက်လာတယ်ကျွန်တော်အသက်ရှူတန်းတွေမြန်ဆန်လာခဲ့တယ်အစားတောက်ရေးစေးဝါကပ်ပေးကာလမှာအဖိုးတန်ဆုံးအရင်မြစ်တွေဟာအခုတော့ကျွန်တော်အတွက်မကုန်ခန်းနိုင်စရာတွေဖြစ်သွားပြီလူရန်နင်ကငါအရေးချင်းကိုအတုံးမကျဘူးလို့ပြောခဲ့တယ်မဟုတ်လားစောင့်ကြည့်နေလိုက်တနေ့ကျရင်နင်ကချီရင်မှာဒူးထောက်ပြီးစားစရာအကျွင်းကြံလေးတွေတောင်းခံလာစေရမယ်နောက်ထပ်3ရက်လုံးကျွန်တော်ကိုတောင်ထဲမှာပဲပိတ်လောင်ထားခဲ့တယ်ကိုတောင်ထဲကထုတ်ပိုးမှုအလို့တောင်ပုံရပုံကြီးကကျွန်တော်အတွက်ကုန်ကျန်းတွေဖြစ်လာခဲ့တယ်အာလူကြော်မိုးချိုချောကလက်စားလို့ရသမျှအရာအလုံးပေါ့ကျွန်တော်အဲ့ဒါတွေကိုတက်တာကြီးအနေငယ်စားလောက်ဖြစ်အောင် refresh လုပ်ခဲ့ပြီးအချိုရည်နဲ့ရေတက်ပလင်းတွေကတော့ထောက်တစ်ဖက်ရဲ့ထောက်ဝက်လောက်ကိုပြည့်ရှံသွားစေခဲ့တယ်။အရေးကြီးဆုံးကတော့ဆိုင်ထဲကတဲဆောင်ရလွယ်ကူတဲ့စက်ကူမီးပူလေးနဲ့တွဲဖက်ထားတဲ့ gas oil လို့တစ်ခုကိုတွေ့ရှိခဲ့ပြီးနောက်ဆုံးမှာတော့ကျွန်တော်ချက်ပြုတ်စားတော့ဖို့အဆင်ပြေသွားခဲ့ပါပြီ။